ဒီဗီဒီယိုလေးမှာတော့ဂျွန်လာထဲမှာရောက်ရှိလာမယ် event 10ခုအကြောင်းကိုရက်အတိအကျနဲ့ပြောပြပေးသွားမှာပါအားလုံးပဲမင်္ဂလာပါ Hockey World Channel လေးကနေကြိုဆိုလိုက်ပါတယ်ပထမအဆုံးအနေနဲ့ဂျွန်တရက်နေ့မှာရောက်ရှိလာမယ် Starlight ကဟန်ဆိုမဟုတ်တော့ပဲ Harry ဖြစ်သွားပါပြီကာလာစကင်တစ်ခုနဲ့ထွက်ရှိလာမှာဖြစ်ပြီးကာလာစကင်တစ်ခုကိုတော့ Diamond 100နဲ့ဝယ်ရရှိနိုင်မှာပါနောက်ထပ်ဂျွန်တရက်နေ့မှာပဲ Exquisite Collection မှာ Kimi Collector ရောက်ရှိလာမှာဖြစ်ပြီးပါဝင်လာမဲ့တခြား Collector စကင်တွေအနေနဲ့ကFlorin ရဲ့ Melody of Life, Sun ရဲ့ Quick Flame, Benedicta ရဲ့ Dead Oak ဖြစ်ပြီးအရင်က Vazana ရဲ့ The Sun Empress ပါလာမယ်လို့ပြောထားပြီးမြဲဒီ Vazana EPG လာသွားပြီဖြစ်တဲ့အတွက် Cyclops ရဲ့ Yokai Warlock ကိုပြောင်းထည့်ပေးထားပါတယ်။ Lucky Box 3កောင်အနေနဲ့ကတော့ Freya ရဲ့ War Angel, Johnson ရဲ့ Red King နဲ့ Hayabusa ရဲ့ Shadow of Obscurity လိုပဲဖြစ်ပါတယ်။ဂျွန်9ရက်နေ့မှာတော့9ရက်နေ့ကနေ30ရက်နေ့ထိ26ရက်ကြာအောင်လာမယ် Scenario Character Reset Event ရောက်ရှိလာမှာပါအဲ့ဒီမှာပဲ Roger ရဲ့ Special Skin ကို Text တွေလုပ်ရင် Free ရရှိနိုင်မှာပါဂျွန်17ရက်နေ့မှာတော့17ရက်နေ့ကနေ15ရက်နေ့ထိ9ရက်ကြာအောင်လာမယ် Scenario Character Free Token Freeze 1လာမှာဖြစ်ပြီး Free Token 16ကတ်ကို Diamond 250ဖြည့်250သုံးပြီးရရှိနိုင်မှာပါဂျွန်16ရက်နေ့ Season 40ကုန်ဆုံးချိန်မှာတော့ Mobile Legends ရဲ့ပထမဦးဆုံး Spare Button 2ကွက်ထဲပါတဲ့ Hero ဖြစ်ပြီးအဲ့2ကွက်ထဲနဲ့ Share ချမ်းတဲ့ Assassin Hero Hirara ကိုစဘန်းရတော့မှာပါအဲ့ဒီမှာပဲ Season 41 First Recharge မှာ Diamond 50ထဲနဲ့ဝယ်လို့ရမယ်ချက်လာရဲ့ Elite Skin ရောက်ရှိလာမှာဖြစ်ပြီး Season 41အတွက် Season Skin အနေနဲ့ Sash ကလည်းရောက်ရှိလာမှာပါဂျွန်18ရက်နေ့မှာတော့18ကနေ22ထိ9ရက်ကြာအောင်လာမယ်Scenario Character Free Token Phrase 2လာမှာဖြစ်ပြီး Free Token 16ကတ်ကို Diamond 250ဖြည့်250သုံးပြီးရရှိနိုင်မှာပါဂျွန်22ရက်နေ့မှာတော့ Zack ရဲ့ Zodiac Skin Cancer ကရောက်ရှိလာမှာပါဂျွန်26ရက်နေ့မှာတော့ Esperant 2.0 နဲ့ 3.0 ပေါင်းထားတဲ့ event လေးရောက်ရှိလာမယ်လို့ခန့်မှန်းထားပါတယ်ဒီ event အကြောင်းကိုတော့ဒီဗီဒီယိုလေးမှာပြောပြပေးထားပါတယ်ဂျွန်လလယ်လောက်မှာပဲ Epic Treasure Hunter event မှာ Alpha ရဲ့ Epic Skin ဖြစ်တဲ့Edit of the Sun ကို6ချိန်စာ Diamond 940နဲ့ရရှိနိုင်မှာဖြစ်ပြီး event ပြီးသွားတဲ့အခါမှာလည်း shop ထဲမှာ Diamond 899နဲ့ဝယ်လို့ရနိုင်မှာပါဒါတွေကတော့ဂျွန်လာထဲမှာရောက်လာမယ် event 10ခုအကြောင်းပါကိုလူတွေကြိုက်ဘယ်နှခုပါလဲဆိုတာ comment မှာပြောသွားခဲ့ကြအောင်နော်ဒါဆိုနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်